အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ငိမ့်အကျူ brain nook ကဒီချက်ငိမ့်ရွှေရင်ဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ grade 12 unit 8မှာပါတဲ့ conditional ဆိုတဲ့ grammar pattern လေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့က conditional လို့ပြောတဲ့အခါကြလို့ရှိရင်အရင်ဆုံးသိထားရမှာက types of conditional ဆိုပြီးတော့မှ conditional ပုံစံပေါ့နော်စုစုပေါင်းဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးရှိပါတယ်ဒီချက်တို့က1 2 3 4လို့ခေါ်တာမဟုတ်ဘဲနဲ့0 conditional first conditional second conditional နဲ့ third conditional လို့ခေါ်တယ်ပေါ့နော်အဲ့တော့0 conditional ဆိုတာက if buff 1 buff 1ကိုပြောတာအဲ့တော့ဒီ buff 1နေမှာဆိုလို့ရှိရင်တော့ subject အနေအများပေါ်မူတည်ပြီးတော့မှကိုယ်နဲ့ကို SES ထည့်ပေးသင်လို့ရှိရင်လည်းထည့်ပေးရမယ်နော်အဲ့တော့ first conditional ကတော့ if buff 1 with buff 1ဖြစ်ပါတယ် second conditional ကတော့ if buff 2 with buff 1ဖြစ်ပြီးတော့မှ third conditional ကတော့ had if had buff 3 would have buff 3ပေါ့အဲ့တော့ဒီကောင်ကဘယ်မှာမေးနိုင်ခြေရှိလဲဆိုလို့ရှိရင် multiple choice အနေနဲ့လာနိုင်ပါတယ်multiple choice အနေနဲ့သူကဘယ်လိုမျိုးမိမှလဲဆိုလို့ရှိရင်သူကဝက်ကြတစ်ချမ်းပေးထားမယ်ဒီချက်တော့ကနောက်တစ်ချမ်းရဲ့ buff ကိုရွေးပေးရမယ်ပေါ့နော်တကယ်လို့များသူက buff 1ပေးထားတယ်ဆိုလို့ရှိရင်နောက်ဝက်ကြတစ်ချမ်းက buff 1လည်းဖြစ်နိုင်တယ်လို့ way buff 1လည်းဖြစ်နိုင်တယ်ပေါ့သူက would buff 1နဲ့ပေးထားလို့ရှိရင်အောက်ကအဖြေတွေက buff 2ကိုရွေးပေးလိုက်ရုံပဲသူက had plus buff 3နဲ့ပေးထားတယ်ဆိုရင်ဒီချက်တို့က would have buff 3ပေါ့နော်အဲ့တော့ဒီ pattern လေးတွေကိုအပြန်အလှန်ရနိုင်မယ်ဆိုလို့ရှိရင်လည်းဒါမှ multiple choice အတွက်အမှတ်ရနိုင်ပါတယ်ပေါ့နော်အဲ့တော့သူက multiple choice မှာမေးတဲ့အပြင်ကိုမှဘယ်မှာမေးသေးလဲဆိုလို့ရှိရင် section number 3 grammar section မှာလည်းမေးသေးတယ်ပေါ့နော်အဲ့မှာအမေးများတာကတော့ second conditional နဲ့ third conditional ပဲမေးခွန်းဟောင်းတွေကိုလေ့လာကြည့်လို့ရှိရင်လည်းဒီ second conditional ရော third conditional ရောစုစုပေါင်းပေါ့နော်18ကြောင်း16ကြောင်းလောက်မေးထားတာကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ pattern ကလက်လွတ်တဲ့ pattern ထဲမှာမပါဘူးပေါ့နော်အဲ့တော့ဒီကောင်ကို multiple choice အနေနဲ့လည်းကြည့်ထားမယ် grammar အနေနဲ့လည်းကြည့်ထားမယ်เนาะအဲ့တော့ဒီချက်ကတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင် section number 3ပေါ့เนาะ grammar section မှာမေးလာခဲ့လို့ရှိရင်ဘယ်လိုလေးတွေဖြေရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့က conditional ကိုရေးမယ်ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဘာကိုရှာတက်ရမလဲဆိုရင် main verb ကိုရှာတက်ရပါမယ်ဒုတိယတစ်ချက်ကအဲ့ဒီမှာပေါ့နော်ရှာပြီးသွားပြီဆိုရင်စာကြောင်းက verb 1နဲ့ရေးထားတယ်ဆိုရင်ဒီချက်တို့ second conditional ကိုသုံးပါမယ်စာကြောင်းက verb 2နဲ့ရေးထားတယ်ဆိုလို့ရှိရင်ဒီချက်တို့က third conditional ကိုသုံးပါမယ်เนาะနောက်တစ်ချက်ကတော့သူက positive နဲ့ရေးထားရင်ဒီချက်တို့ negative နဲ့ရေးပါမယ်သူက negative စာကြောင်းနဲ့ရေးထားရင်တော့ဒီချက်တို့ positive စာကြောင်းနဲ့ရေးမယ်ပေါ့နော်အဲ့တော့နောက်မှတ်ရမှာက but ရယ် because ရယ် as ရယ် since ရယ်ပါလာပြီဆိုလို့ရှိရင်ဒီချက်တို့ကအဲ့ဒီဝက်ကြအပိုင်းကိုအရင်ဆုံး if နဲ့တွဲပြီးရေးရပါမယ်အဲ့တော့ not ကိုဒီမှာအဓိပ္ပာယ်နဲ့ညှိထည့်ပါဆိုတာဘယ်လိုစာကြောင်းမျိုးလဲဆိုရင်သူ့ဘက်က1 2ဆိုပြီးတော့မှပေးထားခဲ့တဲ့စာကြောင်းလေးတွေရှိတတ်ပါတယ်အဲ့တော့1 2နဲ့ပေးထားခဲ့တယ်ဆိုလို့ရှိရင်သူ positive ကို negative သူ negative ကို positive မဟုတ်တော့ဘဲနဲ့ not ကိုအဓိပ္ပာယ်လေးနဲ့ညှိပြီးတော့မှဒီချေတို့ထည့်ပေးရပါမယ်เนาะဒါလေးကတော့ conditional နဲ့ပတ်သက်ပြီးတော့မှမှတ်ထားလို့ရတဲ့မှတ်ထားတဲ့အချက်ကလေးတွေဖြစ်ပါတယ်စာကြောင်းလေးတွေဘယ်လိုရေးကြမလဲဆိုတာကိုဒီချေတို့ဆက်ပြီးတော့မှလေ့လာကြည့်ရအောင်เนาะဒီချက်ကအရင်နေ့ကဗီဒီယိုမှာဆိုလို့ရှိရင် buff 2နဲ့ရေးထားတဲ့ sentences လေးတွေကို third conditional အဖြစ်ကိုပြောင်းပေးပြီးသွားပြီဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ပေါ့နော်buff 1နဲ့ရေးထားတဲ့ sentences လေးတွေကို second conditional အဖြစ်ပြောင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးပေါ့နော်ဘယ် conditional ပဲဖြစ်ဖြစ်အရင်ဆုံးရှာရမှာကဘာကိုရှာရမလဲဆိုလို့ရှိရင် main buff ကိုအရင်ဆုံးရှာရမှာပေါ့နော်အဲ့တော့ဒီမှာက main buff ကဘာတူလေးလဲဆိုရင် is ကလေးရဲ့ပြီးသွားလို့ရှိရင် SEC လေးရဲ့ပေါ့နော်အဲ့တော့ဒီဝက်ကြောကိုကြည့်မယ်ဆိုလို့ရှိရင် buff 1နဲ့ရေးထားတာ buff 1နဲ့ရေးထားတယ်ဆိုရင်ဘယ် conditional လဲဆိုတော့ second conditional ပေါ့နော်အဲ့တော့ buff 1ဆိုရင် second conditional second conditional ရဲ့ form လေးကဘာလေးလဲဆိုတော့တစ်ဖက်ချမ်းက buff 2ဖြစ်ရမယ်တစ်ဖက်အချမ်းကကြတော့ would buff 1ဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် ISS ကလေးကိုဒီရှယ်တို့ကဘာပြောင်းရမှာလဲဆိုတော့ buff 2ပြောင်းရမှာအဲ့တော့ MA စာကို buff 2ပြောင်းတဲ့အခါကျရင်ဒီရှယ်တို့မှာ was လည်းရှိတယ်လို့ were လည်းရှိတယ်ဒါပေမဲ့ဒီ conditional မှာတော့ဒီရှယ်တို့ကဘာကိုပဲပြောင်းရမလဲဆိုရင် were ကိုပဲပြောင်းရမယ်ပေါ့နော် was ကိုရောပြောင်းလို့မရဘူးလားဆိုရင်ရတယ်ဒါပေမဲ့ was ကသူက spoken English မှာပို့ပြီးတော့မှအသုံးများတာပေါ့နော်ဒီလိုမျိုး imaginary လေဒီ second conditional ဆိုတာက imaginary လုပ်ပြီးတော့မှစိတ်ကူးယဉ်ပြီးတော့မှပြောတဲ့ sentences တွေပေါ့နော်အဲ့တော့ unreal situation မှာသုံးတဲ့ imaginary လည်းဖြစ်ရမယ်ပေါ့နော်အဲ့ခါကြလို့ရှင်ဒီရှယ်တို့ကအများသောအားဖြင့်ဘယ်သူ့ကိုပဲသုံးရလဲဆိုရင် were ကိုပဲသုံးရတယ်ဒါကလည်း written English ကိုအဲ့ဒါကြောင့်မလို့ဘယ်သူလေးပဲသုံးကြမလဲဆိုရင် WERE were လေးကိုပဲသုံးကြမယ်နော်
အဲ့တော့တစ်ဖက်က buff 2ပြောင်းပြီးသွားပြီတစ်ဖက်ကိုကြတော့ဒီ SEC ကိုကြတော့ဒီ share တို့က wood buff 1ပြောင်းရမှာပေါ့ဒါပေမဲ့သူကကြတော့ CAN ခံသုံးထားတာဖြစ်တဲ့အတွက်ဒီ share တို့ကဘယ်သူ့ကိုပြောင်းမှလဲဆိုလို့ရှိရင် good buff 1ပေါ့နော် good C ဆိုပြီးတော့မှဒီ share တို့ကပြောင်းကြမယ်ကဲဟုတ်ပြီ buff လေးတွေကိုပြင်ပြီးသွားပြီဆိုရင်ဒီ share တို့စာကြောင်းလေးစရေးလို့ရသွားပြီသူက subject က KT ဆိုတော့ဘယ်သူနဲ့တွဲလိုက်မလဲဆိုရင် if KT ပေါ့ပြီးရင်ဒီ share တို့ ISS ကိုဘယ်သူပြောင်းထားလဲဆိုလို့ရှိရင် WEIE ဝယ်ပြောင်းထားတယ်ကျန်တာလေးတွေကပြန်ရေးမယ် NOW noun ကိုတော့ဒီ share တို့ကဘာလို့ပေးရမလဲဆိုရင်ဖြုတ်ပေးရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ tense ကမညီနေဘူးဖြစ်နေတာ WEIE were ဆိုတာက past tense ကိုညွှန်းပြီးတော့မှ NOW noun ဆိုတာက present tense ကိုညွှန်းနေတာပေါ့နော်အဲ့တော့ tense ကတစ်ကြောင်းထဲမှာမညီမညာဖြစ်နေတာဖြစ်တဲ့အတွက်ဒီ share တို့က NOW noun လေးကိုဘာလို့ပေးမလဲဆိုရင်ဖြုတ်ပေးမယ်ပြီးတော့ဒီ second conditional ဆိုတာက unreal ပေါ့နော်past tense unreal တွေနောက်တစ်ခုကကြတော့ဒီ imaginary လုပ်ပြီးပြောတာဖြစ်တဲ့အတွက် NOW noun လေးကိုပြန်ထည့်စရာမလိုဘူးပြီးရင်ဒုတိယဝကြကြတော့ဒီ share တို့ I လေးနဲ့စတယ်ပြီးရင် cannot see ကိုဒီ share တို့ပြောင်းထားတာက could see ကျန်တာလေးတော့ဘာလို့ပေးရမလဲဆိုရင်ပြန်ရေးပေးရမယ်ပေါ့နော်အဲ့တော့ဒီထိပြီးသွားပြီဆိုလို့ရှိရင်ဘာလို့ရမလဲဆိုတော့ဒီ share တို့စပြန်စစ်ရမယ်ပေါ့နော်အရင်နေ့ကဗီဒီယိုကိုကြည့်ထားတဲ့သူတွေဆိုလို့ရှိရင်သိလိမ့်မယ်အရင်ဆုံးဘာပြန်စစ်မလဲဆိုလို့ရှိရင် if ပါလားဆိုတာပြန်စစ်မယ်ဒီမှာ if ကလေးပါတယ်ပြီးသွားလို့ရှိရင်ဒီ share တို့ပတ်တန်ပြန်စစ်မယ်ပေါ့နော်အဲ့တော့ဒီမှာက buff 2သုံးထားတယ်ဒီမှာက could buff 1 would buff 1သုံးထားတယ်နော်အဲ့ဒါဆိုလို့ရှိရင်လည်းမှန်သွားပြီနောက်တစ်ဆင့်ကသူက positive ကိုက negative သူက negative ကိုက positive ပေါ့နော်အဲ့ဒီဟာဒီ positive negative လေးကိုဆက်ရမှာဆိုတော့ဒီမှာ KT is not in background noun ဆိုတဲ့ဟာက negative နဲ့ရေးထားတယ်အဲ့ဒါကိုဒီ share တို့ကဒီမှာ positive နဲ့ပြန်ရေးလိုက်ပြီ I cannot see her tonight ကကြတော့ negative နဲ့ရေးထားတာအဲဒါကြောင့်မလို့ဒီ share တို့ကဒီမှာ positive လေးနဲ့ရေးလိုက်တယ်အဲ့လိုအချက်လေးတွေစစ်ပြီးသွားလို့ရှိရင်တော့ဒါကမှန်ကန်တဲ့ second condition နဲ့ဝကြလေးကိုဒီ share တို့ရရှိသွားပြီပေါ့နော်အဲ့တော့ဒီ share နဲ့အတူတူနောက်ထပ်တစ်ကြောင်းလောက်ထပ်ပြီးတော့မှရေးကြည့်ရအောင်နော်အဲ့တော့ဒီမှာကဘာရှိမလဲဆိုလို့ရှိရင်အရင်ဆုံးဘာရှာရမှာလဲဆိုတော့ main buff လေးကိုရှာမယ်ဆိုတော့ဒီမှာ HV have ရဲ့ဒီမှာဘာလေးရှိမလဲဆိုရင် BUY 5ပေါ့အဲ့တော့ဒီဘက်ကြောက်ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့ရေးထားလဲဆိုလို့ရှိရင် buff 1နဲ့ရေးထားတယ်ဒီရှယ်တို့ y ထားတဲ့ဟာပေါ်မူတည်ပြီးတော့မှ buff 1 buff 2ခွဲတာမဟုတ်ဘူးเนาะဒီမှာ having buff လေးတွေကိုလည်းဒီရှယ်တို့ကြည့်ရသေးတယ်ဒီမှာ does နဲ့တွေ့တယ်ဒီမှာကျတော့ can ဆိုပြီးတော့မှတွေ့တာဖြစ်တဲ့အတွက်ဒါ buff 1နဲ့ရေးထားတာပေါ့ buff 1ဆိုလို့ရှိရင်ဘာ condition နဲ့လဲဆိုတော့ second conditional second conditional ရဲ့ပုံစံလေးကဘာလေးလဲဆိုရင်ဟုတ်ပါတယ် buff 2ရဲ့ would buff 1ရဲ့ပေါ့အဲ့တော့တစ်ဖက်ကို buff 2ပြောင်းမယ်တစ်ဖက်ကို would buff 1ပြောင်းမယ်ဆိုတော့ HV have ကို buff 2ပြောင်းလိုက်လို့ရှိရင်ဘာရလဲဆိုတော့ HD hat ရတယ်ပြီးရင်ဒီမှာက BUY ပိုင်းကို would buff 1ပြောင်းရမှာဒါမဲ့သူက CN ခန့်ကိုတုံးထားပေးတာဖြစ်တဲ့အတွက်ဒီ share တို့ကဘာလေးပြောင်းလိုက်မလဲဆိုလို့ရှိရင် could buy ဆိုပြီးတော့မှပြောင်းလိုက်မယ်အဲ့လို buff လေးပြင်ပြီးသွားပြီဆိုရင်တော့ဒီ share တို့စပြီးရေးပါမယ်အဲ့တော့ဒီဘက်က subject က he ဆိုတော့ if he ပြီးရင်ဒီ share တို့က does not have ကိုဘာပြောင်းထားလဲဆိုရင် had had ပြောင်းထားတယ်ကျန်တာလေးပြန်ရေးပါမယ်ပြီးသွားရင်ဒုတိယဝကြရဲ့ subject ကကြတော့ he ပြီးရင် share တို့က cannot buy ကိုဘာပြောင်းထားလဲဆိုရင် could buy ဆိုပြီးပြောင်းထားတယ်ပြီးရင် a ticket ပေါ့အဲ့တော့ဒီထိရေးပြီးသွားပြီဆိုရင်ပြီးသွားပြီလားဆိုတော့မပြီးသေးဘူးเนาะဒီ share တို့3စင်းနဲ့ပြန်စစ်ပါမယ်ပထမတစ်စင်းကဘာပါလားဆိုတာဆေးရမှာလဲဟုတ်ပါတယ် if ပါလားဆိုတာဆေးရမယ်ဒီမှာ if ကလေးပါတယ်ပြီးပတ်တန်ပြန်စစ်မယ်ပေါ့နော်ပတ်တန်ကဒီမှာက buff 2ဒီမှာက could buff 1 would buff 1အဲ့ဒါဆိုလို့ရှိရင်လည်းမှန်သွားပြီနောက်ဆုံးတစ်စင်းကကြတော့ positive negative ပြန်စစ်ပါမယ်အဲ့တော့ he does not have a credit card မှာဆိုလို့ရှိရင်doesn't have a credit card မှာဒါ negative နဲ့ရေးထားတာပေါ့နော် negative နဲ့ရေးထားတာကိုဒီရှယ်တို့ကဒီမှာဘာနဲ့ပြန်ရေးလိုက်လဲဆိုရင် positive နဲ့ပြန်ရေးလိုက်တယ် he cannot buy a ticket မှာကြတော့သူကဘာနဲ့ရေးထားလဲဆိုရင် negative နဲ့ရေးထားတာဒီရှယ်တို့ကဒီမှာဘာနဲ့ပြန်ရေးလိုက်လဲဆိုတော့ positive နဲ့ပြန်ရေးလိုက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့မှန်ကန်တဲ့ second condition နဲ့ sentences လေးကိုရရှိသွားပြီနော်ကဲနောက်ထပ်တစ်ကြောင်းလောက်အတူတူရေးကြည့်ရအောင်အဲ့တော့အရင်ဆုံးဘာကိုပဲရှာရမှာလဲဆိုတော့ main verb ကိုပဲရှာရမယ်ဆိုတော့ဒီမှာကဘာလေးနဲ့တုံထားလဲဆိုရင် answer လေးတုံထားတယ်ဒီမှာကျတော့ IS6 ကလေးတွေ့တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီဝကြတစ်ကြောင်းလုံးကြည့်တဲ့အခါမှာ verb number ဘယ်လောက်နဲ့ရေးထားလဲဆိုရင် verb 1နဲ့ရေးထားတယ် verb 1ဆိုရင်ဘာ conditional လေးလဲ second conditional second conditional ရဲ့ပုံစံပေါ့နော်သူ့ရဲ့ pattern ကကျတော့ဘာလဲဆိုရင်တစ်ဖက်က verb 2ဖြစ်ရမယ်တစ်ဖက်က would verb 1ဖြစ်ရမယ်ပေါ့နော်အဲ့တော့အရင်နေ့ကဗီဒီယိုကြည့်ထားတဲ့သူတွေပေါ့နော်ဗီဒီယိုအစပိုင်းကိုပြန်ကြည့်မဲ့သူတွေဆိုလို့ရှိရင်တော့သိလိမ့်မယ်ဒီချေတို့က but ရယ် because ရယ် since တို့ x တို့ပေါ့နော်အဲ့လိုစာကြောင်းတွေတွေ့လို့ရှိရင်အဲ့ဝကြအချမ်းကိုအရင်ဆုံးရေးရမှာဒီမှာဆိုရင်ဒီချေတို့ကဘယ်သူ့ကိုတွေ့လဲဆိုရင် because ကိုတွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝကြလေးကိုဘာလုပ်ရမလဲဆိုရင်အရင်ဆုံးရေးပေးရမယ်အဲ့တော့
ဒီ because မှာမဟုတ်ဘူးเนาะ BUD but လည်းပါတယ် ASS လည်းပါတယ် since လည်းပါတယ်အဲ့လိုဝကြအချမ်းဆိုလို့ရှိရင်အရင်ဆုံးရေးမယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီမှာကဒီ buff 2ပြောင်းရမှာ ISS ကို buff 2ပြောင်းရင်ဘာဖြစ်သွားမလဲဆိုတော့ဟုတ်ပါတယ် WERE ဝယ်ဖြစ်သွားမယ်ဒီဘက်က answers ကကြတော့ဘာဖြစ်သွားမှာလဲဆိုလို့ရှိရင် would answer ဆိုပြီးတော့မှဖြစ်သွားလိမ့်မယ်เนาะအရင်စာကြောင်းတွေဆိုလို့ရှိရင်တော့ तू က but တို့ because တို့ since တို့ as တို့မပါဘူးလေမပါတာဖြစ်တဲ့အတွက်အရင်လာတဲ့စာကြောင်းကအရင်ပဲဒီမှာကျတော့ because နဲ့ဆက်ထားတာဖြစ်တဲ့အတွက်ဒီနောက်ဝက်ကြောင်းအရင်ဆုံးရေးလိုက်မယ်အဲ့တော့သူ့ရဲ့ subject က she ပေါ့နော်ဒီကျတော့ she နဲ့ su နဲ့နေရာချင်းတော့လေးပေးရမယ်နော် pronouns တွေအရင်ဆုံးမရေးရဘူးအဲ့တော့ if su ပြီးရင်ဒီကျတော့ဒီမှာ is not ကိုကျတော့ဗာပြောင်းထားပြီလဲဆိုရင် wi ဝယ်ပြောင်းထားပြီကျန်တာလေးကဒီတိုင်းပဲပြန်ရေးမယ်ပြီးရင်ဒီရှေ့ဝက်ကျ su နေရာမှာကျတော့ဗာဖြစ်သွားပြီလဲဆိုတော့ she ဖြစ်သွားပြီ does not answer ဆိုလို့ရှိရင်ကြတော့ would answers ဖြစ်သွားမယ်ပြီးရင်ကျန်တာလေးကဒီတိုင်းလေးပဲပြန်ရေးမယ်အဲ့တော့ပြန်စစ်ပါမယ် if ပါရလားဆိုတော့ပါပါတယ် buff 2 would buff 1မှန်သွားပါပြီပြီးသူ positive ကို negative ဆရာမှာဆိုတော့ဒီမှာကျတော့ဗာနဲ့ရေးထားလဲဆိုတော့ she is not in the office က negative နဲ့ရေးထားတာ negative နဲ့ရေးထားတော့ဒီမှာဗာလေးလဲဆိုရင် positive ကလေးပါဒီမှာက Sue does not answer the phone ကကြတော့ negative နဲ့ရေးထားတယ်ဒီမှာဒီချက်တို့ဘာလေးပြောင်းလိုက်ပြီလဲဆိုရင် positive လေးပြောင်းလိုက်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့မှန်ကန်တဲ့ second conditional sentence ကိုရရှိသွားပါပြီကဲနောက်ထပ်တစ်ကြောင်းလောက်ထပ်ပြီးတော့မှစူးစမ်းကြည့်အောင်ဒီမှာကဘယ်သူလေးကိုရှာရမလဲဆိုရင်တကယ်မူရင်း buff ပေါ့နော်တကယ် main buff ကိုရှာမှာ main buff ကိုရှာမှာဆိုတော့ဒီမှာ WANT1 လည်းဖြစ်နိုင်တယ်လို့ phone လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီရှင်တို့ကဘာသာပြန်ကြည့်လိုက်တဲ့အခါမှာ I want to phone him ဆိုတာကငါသူ့ကိုဖုန်းဆက်ချင်တယ်ပေါ့နော်အဲ့တော့ချင်တယ်ကိုအဓိကပြောချင်တာလားဖုန်းဆက်တာကိုအဓိကထားပြောချင်တာလားပေါ့အဲ့တော့ဘယ်ဟာကိုအဓိကထားပြောချင်တာလဲဆိုရင်ဖုန်းဆက်တာကိုအဓိကထားပြောချင်တာဖြစ်တဲ့အတွက်ဒီရှင်တို့ကဒီဝက်ကြမှာဆိုရင်ဘယ်သူ့ကိုယူရမလဲဆိုလို့ရှိရင်ဖုန်းကိုယူရမယ်ပေါ့နော်အဲ့တော့ဒီမှာမှတ်လို့ရပါတယ်1 2ဆိုလို့ရှိရင်အဲ့အနောက်ကကောင်ပေါ့နော်1 to go ဆိုရင် go အဓိကထားပြီးယူကြမယ်1 to eat ဆိုလို့ရှိရင်လည်း eat ကိုအဓိကထားပြီးယူကြမယ်ပေါ့နော်1 to read ဆိုလို့ရှိရင်လည်း IED read ကိုအဓိကထားပြီးယူလိုက်မယ်ဘာလို့လဲဆိုတော့ဒီချေတို့ကဖုံးဆက်ခြင်းနဲ့သွားခြင်းနဲ့လာခြင်းနဲ့စားခြင်းနဲ့မှာအဓိကပြောချင်တာသွားတာလာတာစားတာတောက်တာဖုံးဆက်တာဒါတွေကိုအဓိကထားပြောချင်တာဖြစ်တဲ့အတွက်သူ့ကို main buff ပေါ့နော်အဓိက buff အနေနဲ့ဒီချေတို့ယူလိုက်ပါတယ်အဲ့တော့နောက်ဝက်ကြမှာဆိုလို့ရှိရင်တော့သူ့ရဲ့ buff ကလေးကဘယ်သူလေးလဲဆိုတော့ KNOW no ပေါ့အဲ့တော့ဒီဝက်ကြတစ်ကြောင်းလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီချေတို့က buff number ဘယ်လောက်နဲ့ရေးထားလဲဆိုတော့ buff 1နဲ့ရေးထားတယ် buff 1ဆိုလို့ရှိရင်ဘာ conditional လေးလဲဆိုတော့ဟုတ်ပါတယ် second conditional လေးပါအဲ့တော့ second conditional ကိုသုံးလိုက်တယ် second conditional ရဲ့ပုံစံလေးကဘာလေးလဲဆိုရင် buff 2 would buff 1ဟုတ်ပြီအဲ့ဆိုရင်အရင်လာတဲ့ဒီမှာပေါ့နော် phone ဆိုတဲ့ဟာရဲ့ပြီး no ရဲ့မှာဘယ်ကောင်အရင်လာမလဲဆိုတော့ဒီမှာဘာလေးနဲ့ဆက်ထားလဲဆိုတော့ BUD but လေးနဲ့ဆက်ထားတယ်အဲ့တော့ BUD but ရဲ့နောက်စကားလုံးလေးတွေကဘာလေးတွေလဲဆိုတော့ because ရဲ့ since ရဲ့ as ရဲ့အဲ့ဒါလေးဆိုရင်သူတို့အရင်ဆုံးမလုပ်ပေးရမလဲဆိုလို့ရှိရင်အရင်ဆုံးရေးပေးရမှာအရင်ဆုံးရေးပေးရမှာဆိုတော့ဒီချိန်တော့ဘယ်သူနဲ့တွဲပေးရမှာလဲဆိုတော့ buff 2ပြောင်းရမှာပေါ့နော် buff 2ပြောင်းလိုက်တော့ KNEW new ရတယ်ဒီဘက်ကကောင်ကကြတော့ဘာရမလဲဆိုလို့ရှိရင် wood buff 1ဆိုတော့ဒါလေးကကြတော့ wood phone ဆိုပြီးတော့မှရသွားမှာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီရှယ်တို့ဒီမှာဒီစာကြောင်းကအရင်ဆုံးရေးရမှာဆိုတော့ if I don't know ကနေဘာဖြစ်သွားပြီလဲဆို KNEW new ဖြစ်သွားပြီကျန်တာလေးကဒီတိုင်းလေးပဲရေးလိုက်မယ်ပြီးဒီဝက်ကြမှာလဲ subject ကဘယ်သူလေးလဲဆိုတော့ I လေ phone ဒီရှင်တို့ကပါပြောင်းထားပြီလဲဆို wood phone ပြောင်းပြီးသွားပြီကျန်တာကဒီတိုင်းရေးမယ်ပေါ့နော်အဲ့တော့ဘာပြန်လုပ်ကြမလဲဆိုလို့ရှိရင်ဒီရှင်တို့စပြန်စစ်မယ်ပေါ့အဲ့တော့စပြန်စစ်တဲ့အခါကျလို့ရှိရင်ပထမတစ်ချက်ကဘာပါလားဆိုတာသိရမှာလဲဆိုတော့ဟုတ်တယ် if ပါလားဆိုတာသိရမယ်ဆိုတော့ if လေးလည်းရေးထားတယ်ပြီးပတ်တန်ပြန်စစ်ပါမယ်ပတ်တန်ပြန်စစ်တော့ buff 2ရဲ့ဒီမှာပါလဲဆိုရင် would buff 1ရဲ့ပတ်တန်လည်းမှန်သွားပြီပေါ့နော်အဲ့တော့ဒီမှာ positive negative စစ်လို့မရဘူးသူကဘာနဲ့လဲဆိုအတိတ်ပဲညှိထည့်ရမှာဘာနဲ့မေးထားလို့လဲဆိုရင်1 2နဲ့ပေးထားလို့ပေါ့နော်အဲ့တော့1 2နဲ့ပေးထားတယ်ဆိုလို့ရှိရင် not ထည့်သင့်လားမထည့်သင့်ဘူးလားဆိုတော့အတိတ်ပဲလေးကိုညှိပြီးတော့မှထည့်ရမယ်နော်1 2နဲ့မပေးထားသေးတွေကတော့အရှိဝက်ကြတွေလိုမျိုးပဲဆိုလို့ရှိရင်သူ positive ကို negative သူ negative ကို positive ပေါ့နော်အဲ့လိုမျိုးလေးတွေချိန်ပြီးထည့်လို့ရတယ်ဒါပေမဲ့1 2နဲ့ပေးထားတယ်ဆိုရင်အတိတ်ပဲညှိထည့်ရမယ်နော်အဲ့တော့ဒီမှာအတိတ်ပဲလေးပြန်ကြည့်မယ်ဆိုရင် I want to phone him နဲ့ငါသူ့ကိုဖုန်းဆက်ချင်တယ် but I don't know his phone number ဖုန်းနံပါတ်ကိုမသိဘူးဒီမှာပြန်ရေးထားတာကကျတော့ if I knew his phone number ဖုန်းနံပါတ်ကိုသာသိခဲ့မယ်ဆိုရင်
I would phone him ငါသူ့ကိုဖုန်းဆက်မယ်မိကွန်းကပေးထားတာဖုန်းဆက်ချင်တယ်ဖုန်းနံပါတ်မသိဘူးအဲ့တော့ဖုန်းနံပါတ်သိရင်ဘာလုပ်မှာလဲဆိုတော့ဖုန်းဆက်မှာပေါ့ဖုန်းနံပါတ်သိရင်ဖုန်းဆက်မယ်ဆိုတဲ့ဟာနှစ်ကြောင်းလုံးက positive ဝတ်ကြပေါ့နော်အဲဒါကြောင့်မလို့ positive sentences လေးဆိုတော့တချို့တို့ရေးထားတာလည်းဒီမှာလည်း positive ဒီမှာလည်း positive ပေါ့နော်ဒီလိုအဓိပ္ပာယ်လေးတွေတော့ညှိပြီးတော့မှထည့်ပေးရမယ်နော်ဘယ်အခြေအနေမှာမျိုးလဲဆိုလို့ရှိရင်ဒီလို1 2နဲ့ပေးထားတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ပေါ့ကဲဒါလောက်ဆိုလို့ရှိရင်တော့ဒီ second condition နဲ့ပေါ့နော် verb 1နဲ့ပေးထားတဲ့ဝါကြလေးတွေကို second condition နဲ့အဖြစ်ပြောင်းလဲသွားပြီလို့မျှော်လင့်ပါတယ်အရင်နေ့ကဗီဒီယိုမှာဆိုလို့ရှိရင် verb 2နဲ့ပေးထားတဲ့ဝါကြလေးတွေကို third condition နဲ့အဖြစ်ပြောင်းလဲခဲ့ပြီးတယ်ပြောင်းခဲ့ပြီးတယ်ပေါ့နော်အဲ့ဒါလေးကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းသွားပြီးတော့မှကြည့်ပေးပါအောင်เนาะဒီဗီဒီယိုလေးကတော့ verb 1နဲ့ပေးထားတာကို second condition နဲ့အဖြစ်ပြောင်းပေးတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချေတို့နောက်ထပ် grammar pattern တွေကြမှာပဲပြန်တွေ့ကြမယ်နော်